မင်္ဂလာပါရှင် EP8 ပါကတော့ကျမတို့လိုချင်တယ်ဆိုတဲ့အလုံးလေးကိုရဒိုက်ပြောပါတယ်ရဒိုက်ကိုကဘာလိုချင်တာလဲဥပမာကိုက iPhone လိုချင်တယ်เนาะ iPhone 17လိုချင်တယ်ဆိုရင်လေiPhone 17เนาะစက္ခုံကိုထိုင်းလိုက17เนาะအဲ့တော့iPhone စက္ခုံကို iPhone 17อยากได้လိုချင်တယ်อยากได้ iPhone 17อยากได้ iPhone 17ကိုကလိုချင်တယ်ကိုอยากได้နောက်မှာကိုလိုချင်တဲ့အရာကိုကိုကထည့်လိုက်မယ်ကိုကဆိုင်ကယ်လိုချင်တယ်ဆိုင်ကယ်ကိုခါကျတော့သူတို့က motorcycle လို့ခေါ်တယ် motorcycle อยากได้ motorcycle อยากได้ motorcycle နော်อยากได้ motorcycleကိုလိုချင်တဲ့အရာလေးတွေကိုနောက်မှထည့်လိုက်ရုံပါပဲနောက်ခုကျမတို့ဝယ်တယ်ဆိုရင်ကျမတို့ကซื้อလို့ပြောတာซื้อကိုဝယ်ချင်တယ်ဆိုရင်อยากซื้อဆိုင်ကယ်ဝယ်ချင်တယ်อยากซื้อมอเตอร์ไซค์อยากซื้อมอเตอร์ไซค์ဖုန်းဝယ်ချင်တယ်ဖုန်းကိုကျမတို့ကโทรศัพท์လို့လည်းခေါ်တယ်มือถือလို့လည်းခေါ်တယ်มือถือဆိုတာလက်ကင်ဖုန်းလေးတွေကိုခေါ်တာပေါ့နော်နှစ်ခုလုံးသုံးလို့ရတယ်โทรศัพท์มือถือဖုန်းဝယ်ချင်တယ်อยากซื้อโทรศัพท์ဒါမှမဟုတ်อยากซื้อมือถือကိုဝယ်ချင်တာလေးတွေကိုပြောလို့ရပြီเนาะซื้อဆိုတာဝယ်တယ်เนาะဟုတ်ပြီကွာရောင်းတာကိုကျတော့ขายကိုဆိုင်ကယ်ကိုပြန်ရောင်းချင်တယ်ဆိုရင်လည်းမကွာရောင်းချင်တယ်ဆိုတော့อยากขายมอเตอร์ไซค์อยากขายมอเตอร์ไซค์ဖုန်းရောင်းချင်တယ်อยากขายโทรศัพท์เนาะအဲဆိုရင်ဝယ်တာနဲ့ရောင်းတာကိုသိသွားပြီเนาะဟုတ်ကဲ့ပါပြီးတော့ကျမတို့နောက်ခုကျမတို့ကဘယ်မှာလဲဆိုရင်ที่ไหนဘယ်မှာလဲเนาะအဲ့တော့ကျမတို့နေထိုင်နေဆိုရင်နေတာကို you เนาะအဲ့တော့ဘယ်မှာနေလဲဆိုရင်อยู่ที่ไหนကိုဘယ်မှာနေလဲလို့မေးတာเนาะอยู่ที่ไหนအဲ့တော့ကိုနေတာကเชียงใหม่မှာဆိုရင်อยู่เชียงใหม่ค่ะကိုနေတဲ့နေရာကိုနောက်ကနေထည့်ပြောလိုက်မယ်เนาะอยู่เชียงใหม่ค่ะနောက်ခါကျမတို့ကနိုင်ငံဆိုရင်ประเทศလို့ခေါ်တယ်ประเทศเนาะประเทศမြန်မာနိုင်ငံဆိုရင်ประเทศพม่าထိုင်းနိုင်ငံဆိုရင်ประเทศไทยတရုတ်နိုင်ငံဆိုရင်ประเทศจีนကိုရီးယားနိုင်ငံဆိုရင်ประเทศเกาหลีဂျပန်နိုင်ငံဆိုရင်ประเทศญี่ปุ่นเนาะญี่ปุ่นဆိုတာဂျပန်အဲ့တော့ကျမတို့ကมาจะဆိုတာဘယ်ကနေလာလဲလို့เนาะมาจะประเทศอะไรเนาะอะไรဘယ်နိုင်ငံလာတာလဲมาจะประเทศอะไรมาจากประเทศอะไรคะฉันมาจากประเทศพม่าค่ะมาจากประเทศอะไรကျမတို့ဒီမှာလေးဆိုရင်စကားလေးတွေအောင်လည်းဆက်လို့ရနေပြီเนาะကျမတို့ကโอเคဘယ်နိုင်ငံလဲဆိုရင်ประเทศอะไรဘယ်နိုင်ငံလဲအဲ့တော့ဘယ်နိုင်ငံလာတာလဲมาจากประเทศอะไรအဲ့တော့ကျမတို့ကလေသွားချင်တယ်ဆိုရင်ရပိုင်းလို့ပြောတာဟုတ်တယ်အဲ့ဒီ EP ဟောင်းလေးမှာတင်ထားဖို့တဲ့
သွားချင်နေဆိုရင်ရပိုင်အဲ့တော့ဘယ်နိုင်ငံကိုသွားချင်တာလဲရပိုင်ประเทศอะไรရပိုင်ประเทศอะไรသွားလဲချင်နေဆိုရင်ไปเที่ยวသွားလဲချင်နေဆိုရင်ရไปเที่ยวရไปเที่ยวဘယ်နိုင်ငံကိုသွားလဲချင်လဲရไปเที่ยวประเทศอะไรရไปเที่ยวประเทศอะไรโอเคပါအဲ့ဆိုရင်ကျမတို့ EP 9မှာပြန်ဆုံပါမယ်